Hi, what's up, everybody? Online ပေါ်ရောက်နေကိုမကြီးတာပါဘယ်မျိုးကြည့်တယ်ဘယ်ပြင်းနေကြည့်တယ်ဘယ်နေကြည့်ရေးထားပါအခုလေတိုက်နေတယ်အထူးတတိပေးချက်အနေနဲ့ပြောမယ်နော် question ရှိရဆိုရင်အောက်မှာရေးထားပါ live ပြီးသွားဖြေပေးပါမယ်နော်အထူးတတိပေးချက်နှလုံးဖောက်ပြီးတော့လူများစုကတနင်္ဂနွေနေ့စမ်းနေ့မှာတည်တတ်တယ်နော်အဲ့ဘာကြောင့်လဲဆိုတော့ပြောမယ်online ပေါ်ရောက်နေကိုမမှာရေးထားပါဟေးဒီနေ့ဘယ်ရောက်နေလဲခံမကြည့်ခံမောင်းရလူတွေဆရာဘယ်ရောက်နေခံမောင်းရတယ်ဆိုမှန်တယ်ဆိုရင်ပက်ထရိုမန်မာကို free တလားရမယ်နော်ခံမန်းလားဘယ်ရောက်နေထင်တယ်ဘယ်ရောက်နေထင်ခံမန်းပါခံမန်းမှန်တဲ့လူပထမဆုံးလူတယောက်ဆိုရင်ပက်ထရိုမန်မာကိုပထမဆုံးရနိုင်မယ်နော်ပက်ထရိုမန်မာကို free ရနိုင်မယ်တလားစာခံမန်းလားပါ stop အလတ်ပေါ့လေဆရာဘာဝယ်နေရောင်းနေတယ်နော်ဟာတွေကို membership မြန်မာဝင်တဲ့ဆိုတင်းချီရှိရဲ့ membership ကို free ရမှာတလားခံမလားဆရာဘယ်ရောက်နေထင်မှန်တဲ့လူရမယ်နော်โอเคဦးရောက်ပါရောက်တယ်ဘယ်ရကြည့်နေရအောက်မှာရေးထားပါဘယ်ပြည်နယ်ကြည့်နေဘယ်နယ်ကြည့်ရေးထားပါဒီနေ့ပြောပါတော့လူတွေအများစုကနော်စမ်းနေရဆိုရင်နှလုံးဖောက်ပြီးတေးတာများဘာကြောင့်လဲဆိုပြောမှာနော် question ရှိရအောက်မှာရေးထားပါ live ပြီးပါဖြေပေးမယ်နော်တချို့လူရပြောတယ်ဆရာနဲ့ဘယ်လိုစကားပြောရမလဲတဲ့ဆရာနဲ့စကားပြောချင် booking လုပ်ရတယ်ဒီလို live လိုမျိုးစောင့်နေတဲ့လူရှိဆိုရင်မေးလို့ရဒါအထူးခွင့်ရင်နော်လွယ်လွယ်ကူမေးလို့ရအများရှိဒီလိုမျိုး influencer online မှာစကားပြောရတယ်ဆိုတော့ရှားတယ်အဲ့တော့အခွင့်ယူထားတယ်အခုကဘာပတ်နေတဲ့အတွက်ကြောင့်အဲ့တချို့ New Jersey တဲ့ okay New Jersey ရဲ့ဘဟန်ရNew Jersey ရတယ်ဘဟန်ရန်ကုန်တဲ့မန္တလေးကစားဆရာမအိတ်တူလာတယ်မြန်မာပြည်မှာမဟုတ်ဆရာမြန်မာပြည်ဆိုအိတ်ချေရောက်နေပြီညာခုပဲရောက်နေခံမမှာမှန်တယ်ဆိုရင်ပေထိုမမှာတလားရမယ်တလားရမယ်နော်ဘယ်ရောက်နေဆိုဆရာဒီမျိုးရောက်နေပါတယ်နော်ဆရာဒီနိုင်ငံရောက်နေပါဆိုခံမတာပါပထမဆုံးမှန်တဲ့သူတယောက်ပေးမယ်ပေထိုမမှာတလားဆို free stock share ပေါ့လေ stock share ပတ်သက်တဲ့ဆရာဘိုင်ဝယ်နဲ့ရောင်းနေတယ်ဘယ် stock share ဝယ်နဲ့ရောင်းနေဆိုတော့free ပေးမယ်။စုရတဲ့နာဝါရကနေဒါပါတယ်။ကနေဒါရှိရတူဆိုရေးပါကနေဒါရေးထားပါ။ဒီကနေဒါရေးထားနောက်မှာလူတွေများရှိရနော်တစ်ချက်လိုက်ပြ။လာရတဲ့ရန်ကောကြည့်နေရန်ကောကြည့်အားပေးဒီချိန်ထိပဲ။ညာ thank you ပါ။ညဘက်ထိရောအားပေးနေတယ်။ Canada I saw your post yesterday တဲ့။ဒါကနေဒါမဟုတ်ကနေဒါပြောင်းသွားပြီ။ Paris ရောက်နေတာဆရာတဲ့။ Paris မဟုတ်ဆရာဘယ်ရောက်နေလဲဆရာဒီရောက်နေပါတယ်ပြောနော်တော်ကြရင်ပို့စာโอเคကနေဒါပြောမသိပလိတ်တက်ကနေဒါပဲထင်နေတော့ဆရာဘယ်ရောက်နေလဲဆရာဒီရောက်နေရပါထည့်ပြောပထမဆုံးပန်တဲ့လူကိုလက်ဆောင်ပေးမယ်ပေထရိုမမှာတလားစာနော်အမဆရာဘိုင်ဝယ်နေတဲ့ရောင်းနေတဲ့ stock share ရတယ်ပြီးတော့ဆရာနဲ့တိုက်ရက်ချက်တွေဆက်တော်ရတယ်ပေထရိုမမှာပြီးတော့ဗီဒီယိုကြည့်ရတယ်အမအများကြီး benefit okay question မေးတာပါတော်မယ်တော့မဟုတ်ဘူးတော်တယ်မဟုတ်တော်စုရတနာဘယ်ရတယ်စုရတနာကနေဒါပဲကနေဒါပဲလားကိုရှိမေးထားတယ်နော် USA ကိုနေကဘက်ရောက်နေပြီနေကဘက်ရှိတယ်ကနေဒါနဲ့ USA ကိုနေကဘက်ရှိတယ်ညဘက်မဟုတ်အခုကဒီဘက်ညဘက်ရောက်နေနော် Nebraska တဲ့Nebraska တွေ့ရမှန်းတာပါတယ်ဟေးBuffalo New York လားBuffalo New York good hey အဲ့ရအီတလီရောက်နေတယ်အီတလီမဟုတ်အီတလီမဟုတ် Arizona တဲ့ Arizona ကြည့်တယ်အားပေးတယ် okay ဟေးဒီနေ့ပြောမှာလူများစုကစမ်းနေရဘက်ဆိုနှလုံးရောရှိပြီးဖောက်ပြီးတေးတာများတယ်ဘာကြောက်လဲဆိုမနေ့ကအလုပ်သွားမလို့လေနော်မနေ့ကအလုပ်သွားမှတော့ဒီကြောင့်လူတွေကနှလုံးရောဖောက်ပြီးတော့တေးကြတယ်။ဘာကြောင့်လူအများစုက90%လူနော်80 to 90%လူ10ယောက်မှာ10ယောက်9ယောက်ကမလုပ်ချင်အလုပ်မှာလုပ်နေရတယ်။နော်မနေချင်ပုံမှန်မနေနေရတယ်။အဲ့ရောပလိတ်တက်ကိုပြောချင်တဲ့သဘောကကိုတယောက်လည်းမဟုတ်ပါဘူး။နော်လူအများစုအဲ့လိုပါပဲ။နော်ဒိမတ်လည်းမဟုတ်။ညာကိုတယောက်လည်းမဟုတ်ပါဘူး။လူအများစုအဲ့လိုပဲ။မလုပ်ချင်အလုပ်မှာလုပ်နေရတယ်။မနေချင်ပုံမှန်မနေနေရတယ်မချစ်တဲ့သူနဲ့အတူတူနေရတယ်နော်မချစ်တဲ့အလုပ်ရှင်နဲ့အတူတူနေအလုပ်လုပ်နေရတယ်
ဒါဒုက္ခအမျိုးမျိုးပဲနော်ဒုက္ခအမျိုးမျိုးပဲအဲ့တော့ဒုက္ခအမျိုးမျိုးစိတ်ဖိစီးမှုများတော့မှန်တယ်ဒါစမ်းနေရဆိုရင်လူတွေနှလုံးဖိစီးပြီးတော့အလိုနဲ့နှလုံးဖောက်ပြီးတော့တေးတာများတန်မှန်နိုင်မယ်ဟာတာလည်းပြောဖြစ်နေမယ်နော်မှန်ဖို့များတယ်ဘာကြောင့်ဆိုအရင်ကဆိုဆရာမလုပ်ချင်အလုပ်မှာဆိုစမ်းနေရတော့ရမှာစမ်းနေရပဲဆိုတော့ဟာမလဲပြအလုပ်မသွားချင်ဘူးပါနော်မန်နေရောက်လာပြီဆိုရင်တော်တော်လေးဟိုမုန်းနေတော့တော်တော်လေးမုန်းနေတော့မသွားချင်ဘူးဒါပေမဲ့ဘဝကြီးကဘယ်လိုပဲချိန်မှပြောင်းလဲသွားဆိုရင်ကဘာပတ်မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာဘဝကြီးပြောင်းလဲသွားတယ်2018ကစပြီးတော့ဆရာအစရကဘာပတ်ရဝါတာပါ16နှစ်ဘယ်ရတာUniversity စတက်ထဲတာနော်18 19 20ထဲကအသက်30မတိုင်ဘူးထားမလို့ပဲစိတ်ကူးထားတယ်စိတ်ကူးထားပြီးတော့ကဘာပတ်မှာတော့စိတ်ကူးရှိဒါပေမဲ့စိတ်သက်ပြင်းပြအချိန်ကဘယ်အချိန်မှပြင်းပြလာလဲဆိုရင်2017 2018လောက်မှာစပြင်းပြလာနော်18လောက်မှာစပြင်းပြလာတယ်ပြင်းပြပြီးတော့အသက်30မတိုင်ဘူးထားလုပ်တယ်အခုကကဘာပတ်နေပြီအေးစစ်ကဘာပတ်နေတယ်ကဘာပတ်တယ်အဓိကကိုဖြစ်ချင်တာဟိုဒီဇိုင်းမတော်ဘူးလို့ပရိသတ်ရဲ့ဘယ်ဘဝရောက်နေမစေနော်ဘယ်ဘဝရောက်နေပါစေဒီမက်ချက်ထားပါ10နှစ်လို့တယ်နော်ဇော်ကြီးတဲ့ဖက်မရအောင်နူနီကုတ်နဲ့ရေးမရေးဘူးဆိုရင်အင်္ဂလိပ်ရေးနော်အဲ့ရောက်အရေးကြီး stock share ဘယ်ကတင်လဲဆိုတော့ဆရာကeconomics နဲ့ finance နဲ့ major နှစ်ခုနဲ့ပွဲရနော်စီးပွားရေးပညာရယ် finance ဆိုတာဘဏ္ဍာရေးပညာဆိုအဲ့နှစ်ခုကိုပွဲရတာနော်အဲ့ website ကိုပွဲရပြန်ကိုတခြားတင်တန်းရဲ့တက်တွေကိုယ့်အောင်လေ့လာကိုယ့်အောင် trade လုပ်တယ်အဲ့တို့ကြောင့်တနေ့ကို3သိန်းလောက်ပေးတာဒေါ်လာ3သိန်းလောက်ပေးတာ၄နှစ်ဆို4သိန်းစာဒေါ်လာ4သိန်းစာနော်ဒေါ်လာ4သိန်းစာပြီးတော့ stock share တက်တင်တယ်ပြီးတော့ပတ်စံ experience ကိုယ့်အောင် trade လုပ်ကြည့်တယ်အဲ့ experience စုပြီးတော့ဆရာတင်တန်းဖွင့်လာအရင်တက်တာအဲ့ရောက်9000နဲ့တင်တန်းကို400တန်းနဲ့ဖွင့်လာ10စားတက်တာဒီမြန်မာတွေတိရဆိုတခြားတင်တဲ့တော့ကြည့်ပါအင်္ဂလိပ်စာတင်တဲ့တော့ကြည့်လိုက်ထောင်ချီလေးပဲเนาะတင်တဲ့အနည်းဆုံး2000 3000ရှိတယ်တော့တက်ပါဆိုရင်ဒီတဲလိုပဲမန်နေလို့မကြည့်ရဘူးဆရာတယ်စမ်းနေလို့စိတ်ရမလားမှန်တယ်ဒါသဘောပေါက်ဆရာဖြစ်ပူတယ်အဲ့ဒါဘဝပြောင်းဘယ်လိုဆက်ဆရာကန်ကောင်းကဘာစုံမချက်တစ်ခုမှန်ပါလဲဆိုတော့ဆရာအသက်20ရာစပြီးတော့ stock share စလုပ်တယ်အဲ့စုံမချက်အရင်မှန်ပါပထမဆုံး3လ5နှစ်အဲ့လိုမတိတာဘူးဘယ်နှစ်မှတိတာ9နှစ်ကျော်သွားတိတာသွားတာနော်ဘဝကြီးဘလောက်အောင်မြင်သွားလဲ9နှစ်မှာဆိုရင်ဆရာလုံခဲ့တဲ့9နှစ်တွက်ကြည့်တာဆိုနောက်ဆုံး3နှစ်ကရှေ့ဆုံးနှစ်တွေအားလုံးဝင်ဝင်တဲ့အများကြီးပူကောင်းသွားတယ်နော်နောက်ဆုံး3နှစ်ဝင်ဝင်ကရှေ့ဆုံးကဆရာညီရဲ့မွေးတဲ့ကဝင်အားလုံးပေါင်းလာတယ်ပူများသွားတယ်ဒါပေမဲ့အဲ့လောက်ထိတော့ဘယ်လောက်ထိစောက်ခဲ့ရလဲနော်ဒါ30မတိုင်ပြီးအောင်မြင်သွားတာနော်30မတိုင်ပြီးအောင်မြင်တော့30ဆိုအရင်စောတယ်ပြောရမယ်အရင်စောပြောလူတိုင်းအောင်အသက်60အသက်50ရာမှာမအောင်မြင်တဲ့သူအများကြီးရှိတယ်အရင်စောသွားဒါပေမဲ့ဆရာကိုတိုင်းကိုဘဝကိုကြည့်တော့မစောပေါ်ဆရာကြိုးစားတယ်နေတဲ့ကြိုးစားတနေ့တော့မဖြစ်ဘူးတနေ့တော့ဘာမှမထူးကြဘူးဘာမှမတိတာဘူးနော်ကိုကဘန်ထဲကပတ်စံဘာမှမထူးတာဘူးအလုပ်ကအဲ့လောက်မကောင်းဘူးနော်တော့ဘန်ဘာမှမထူးကြဘူးဘာမှမထူးကြဆိုတော့နော်ဘဝဆိုတာလားတစ်ပင်ဆိုင်တို့ပဲတစ်ပင်ရေလောင်းမှာတစ်ပင်ဆိုင်ထားတယ်နေတဲ့ရေလောင်းတယ်ဘာမှမထူးကြတစ်ပင်ကဝါပင်ပေါ့လေတရုတ်အဖိုးကြီးတယောက်ရှိရပုံမြင်လေးရှိရတရုတ်ပုံမြင်ဝါပင်ကြီးနေတဲ့သူကညောစာတွေပါတေးချာလုပ်တယ်တော့ရေတွေပါလောင်းတယ်နော်တေးချာပေါင်းတွေပါရှင်းတယ်ဘေးသားအိမ်နီးသားကြီးဆိုပြောမင်းကပါနေတဲ့ဒါတွေလုပ်နေဘာမှမထူးကြအောင်ကြီးရမကြည့်ကြအောင်နော်3နှစ်လုပ်တယ်4နှစ်လုပ်တယ်5နှစ်လုပ်တယ်ဘာမှမထူးကြအောင်ဒါပေမဲ့ဘယ်အချိန်မှထူးကြပါဆိုရင်နော်9နှစ်မြောက်မှာထူးကြပါ9နှစ်မြောက်ဝါပင်ကနော်တော်ရှိတာ10နှစ်မြောက်ကျတော့ပေ100ကျော်သွားတယ်အဲ့တော့နောက်ဆုံး2နှစ်မှာအရင်ထူးကြပါဝါပင်ကနော်ရှေ့ဆုံးက10နှစ်လို့ဘာမှမထူးကြအောင်နော်နောက်ဆုံး2နှစ်မှာထူးကြပါပုံမြင်တဲ့ဘာပြောချင်တာလဲဆိုရင်ရှေ့ဆုံးက10နှစ်ကအရေးကြီးတာနောက်ဆုံး2နှစ်ကအရေးကြီးတာပလိတိုက်ဖြေပါဆိုတော့ဝါပေစိုက်ထားတဲ့ပုံမြင်နော်ရေလောက်တယ်မျိုးစာထဲတယ်ပေါင်းတင်တယ်
နော်နေတွေပါလေတွေပါမျှတော့လုပ်တယ်ရှင်းနေလုံးနေတိုင်းလုပ်တယ်ဘာမှမထူကြအောင်အပင်ကမကြည့်ဘူးဒါပေမဲ့6နှစ်10နှစ်မြောက်မှာအပင်က100ကျော်သွားတယ်အဲ့တော့ဘယ်နှစ်လားအရေးကြီးဆုံးလဲပထမဆုံးနှစ်အရေးကြီးဆုံးကဒုတိယနှစ်အရေးကြီးဆုံးကဒါမှမဟုတ်ရင်နောက်ဆုံးနှစ်ကဈေးနှစ်အရေးကြီးဆုံးပါ10နှစ်လုံးအရေးကြီးရယ်10နှစ်လုံးအရေးကြီးရယ်နော်အဲ့ရောက်ဘယ်တော့မှကိုစူးစမ်းဟာတွေကိုစိတ်သက်မကြနဲ့နော်နှစ်တိုင်းအရေးကြီးရယ်အချိန်တိုင်းအရေးကြီးရယ်ဘယ်တော့မှစိတ်သက်မကြနဲ့နေတိုင်းကြူစားပြီးတော့လူတွေအမားလုံးရဲ့အခြေတစ်ခုရှိရယ်အဲ့အမားလုံးတစ်ချက်ပါလဲဆိုရင်ကိုယ်ဒုက္ခအကြီးမားဆုံးထင်ကြတယ်သူများဒုက္ခမရှိဘူးထင်ကြတယ်နော်အဲ့လိုမထင်နဲ့ဆရာပြောတယ်နော်ဟိုကဘဝတိုးတက်ခြင်းတွေဆရာနဲ့ consultation ခေါ်ဖို့လုပ်ရတယ်လေဘိုးလုံးကဆိုဖုန်းထဲမှာပြောရတယ်သူဘဝပြောပြတာနော်သူကဒီရိုးနဲ့တာမန်နေလာဘာမှမရှိပဲလာရပေါ့လေ US ကိုနော်ဘာမှမရှိရအဲ့ဘဝရဲ့ကျန်းတက်တယ်ပေါ့ဒါပေမဲ့ဆရာပြန်ပြောလိုက်တယ်ဆရာစားလာတော့တိတ်တစ်ထောင်အကျွေးတင်တယ်လေဒေါ်လာ9000ကျော်တိတ်တစ်ထောင်အကျွေးတင်တယ်စဉ်းစားကြည့်သူများကလာမှတုံရနဲ့လာတာဆရာလာကတိတ်တစ်ထောင်အကျွေးတင်တယ် negative minus ဆိုင်ဆရာနဲ့ဆိုးရလူပဲရှိရတော့ဒါဆရာအေးစမ်းပြောပြတာလူတွေတော်တော်များများကိုယ်ဒုက္ခကိုအကြီးဆုံးထင်ကြတယ်ဒါလူတဘာဝကိုဘဝကိုစိတ်ညစ်နေပဲဆိုတခြားပြန်စဉ်းစားတယ်ဟာငါတယောက်လုံးမဟုတ်ဘူးငါတဲ့ဆိုးရလူအများကြီးရှိပါလားပြန်စဉ်းစားတယ်သိရဘာလို့ကိုယ့်ကိုအစိုးဆုံးထင်နေမယ်ဆိုရင်စိတ်သက်ကြနေနေမယ်အတွေးနှစ်ခုရှိရဆိုရင်လူအတွေးကတမျိုးတွေးနေမယ်ဆိုရင်ကိုယ်စိတ်ချမ်းသာတယ်နောက်တမျိုးတွေးတဲ့ကိုယ်စိတ်ဆင်းရဲဆိုရင်စိတ်ချမ်းသာအတွေးကိုတွေးနော်စိတ်ချမ်းသာအတွေ့အခုဆရာစီမှာဘာဒုက္ခမရှိတော့ဘူးလေမနေ့ပြန်ရဲ့ဆရာအတွက်အတူတူပဲ Sunday ရဲ့ဆရာအတွက်အတူတူပဲ Friday အတူတူပဲ Monday to Sunday ဘယ်နေ့မဆိုအတူတူပဲပျော်ရွှင်မှုကအဲ့လောက်ထိSunday ညဆိုရင်စိတ်ညစ်သွားမရှိဘူး Friday ညဆိုရင်အရင်ပျော်သွားမရှိတော့ဘာကြောင့်ဘယ်နေ့မဆိုအတူတူပဲလေကဘာပတ်နေရအောင်ဒါပေမဲ့ဆရာစီမှာဒုက္ခပါရှိတယ်ဒီနေရာကနေပြီးတော့နောက်တနေရာဘယ်သွားရမလဲစဉ်းစားရတယ် stress များတယ်နော်ကဘာပတ်နေတာဟုတ်ကဲ့ငါမှအချိန်ကဒီလောက်ရှိရအခုအသက်30ကျော်30ကျော်ဆိုโอเคအသက်ပေါင်းများဆိုကျန်နေရအသက်80 80ကျန်နေရနောက်အနှစ်40ဆိုရင်ပတ်စရာအများရှိသေးတယ်ဘယ်လိုလုပ်ရမလဲဘယ်နေရာမှာကြိုက်တယ်တခါတည်းကျအဆင်မပြေတာရှိရ US မှာရှိတဲ့ဟာတွေဒီတခြားနေရာမှာမရှိဘူး US မှာတချို့ကတက်တာတယ်ညက်စစ် PC တက်တာတယ် US မှာညက်စစ် PC တက်တာတယ်cosmetic တက်တာတယ်ပြီးတော့ note PC တက်တာတယ်ပလိတိုက်ရေကဘာပတ်ဖို့စိတ်ကူးထားရဆိုရင် US မှာဘာတက်တာဆိုရင် yes PC cosmetics နော်အလားကို PC နံပါတ်3note PC ကျက်ဦးတို့နော်ပေါမောတို့ကိတ်မောတို့အားမျိုးတက်တာပြီးတော့ကားတက်တာကားတက်တာကားပေါ်ရတက်တာအိမ်နဲ့မြို့ပေါ်မူတည်ရောတက်တာတချို့နေရာတွေကပြပပူကြီးစေးကြီးတယ် US ကပူတက်တာနော် US စေးကြီးကပါတက်စီစီအရင်စေးကြီးရယ်တက်စီစီအရင်စေးကြီး US ကပြီးတော့ကျမ်းမာရေးအရင်စေးကြီးရယ်နော်အဲ့ရကဘာမပတ်ခင်ကဘာပတ်မှာဆိုရင် PC ပါထုတ်လာမှာဆိုရင်ပလေးတက်ကိုညက်စစ် PC တိကျထုတ်လာပါဆရာအများကြီးဝယ်ထားဆရာညက်စစ် PC အများကြီးဝယ်ထားimmigration ဖြစ်ပြောတယ်ဟာ electronic အများကြီးပါလားကင်မရာလည်းအများကြီး mic တွေအများကြီးပဲတဲ့နော် TV monitor ရှိတယ် computer ရှိတယ် laptop တွေရှိတယ်အများကြီးပဲတဲ့ဘာလုပ်လာတယ်ဒါပြောတယ် professional travel blogger လို့နော် travel blogger ကလုပ်နေတာပြောတယ်ဘာဖြစ်ဝယ်လာဆိုသိရတယ်တရုတ်ပြည်ရလို့ကျန်တဲ့ဟာUS မှာတက်တာတယ်ပဲအဲ electronic ပတ်သက်တာနော်တရုတ်လို့ကျန်တဲ့ထိုင်းမှာလည်း electronic ကဈေးကြီးတယ်မထင်နဲ့ဆရာထိုင်းရောက်သွားပြီညစစ် PC က US ရပို့တက်တာမြန်မာဆိုရဲ US ကထိုင်းရပို့ဈေးကြီးတယ်ဟုတ်တယ်ထိုင်းရပို့ဈေးကြီးရယ် US နဲ့ပို့တက်တာတယ်US တက်တာတော်တော်များတယ်ညာတရုတ်ပြည်ကတော့တရုတ်ပြည်အောင်တောင်းမရှင်တယ်တရုတ်ပြည်ထုတ်ထားရ electronic PC ကတရုတ်ရဲ့အရင်တော်ဆိုတော့ तू ကကောင်းတဲ့ဟာကိုတေးချာတက်တာထုတ်နိုင်တယ်လေညာအဲ့လိုမျိုးဘာလို့ US ကထုတ်ထားတင်သွင်းတာ electronic တော်တော်များများတရုတ် PC ဖြစ်နေပြီတရုတ် PC ဖြစ်နေပြီအဲ့ဒါ तू ကဈေးတင်ထားတာတရုတ်ပြည်မှာတောင်းမှမဆိုဒီကပူတက်တာတယ် electronic PC နော်
哎呀，哎呀，ဒီကပြောကြတာညီမချက်ထားပါကိုဒုက္ခကိုပဲကိုအကြီးဆုံးမထင်ပါနဲ့နော်မြန်မာပြည်ကပလိတ်တက်လေးမလေးတယောက်မေးတယ်နော် तू ကသဘောကောက်ပါတယ်အပြောဆိုရကောင်းတယ်တေးရှာပွင့်ပွင့်လေးပြောထားတယ်ဒုက္ခရောက်နေလို့လေနော်ဒုက္ခရောက်နေတော့မြန်မာစီးပွားရေးကရှာလို့မရဘူးခက်တယ်ပြီးတော့မိသားစုကအဆင်မပြေဘူးအဲ့လိုဘယ်လိုလုပ်ရမလဲဆိုဆရာအကောင်းဆုံးအကြံပေးချင်တာတော့မြန်မာရွာရှိရတူဆိုရင်နိုင်ငံခြားထွက်ဖို့ပြင်ပါနော်နိုင်ငံခြားထွက်ဖို့ပြင်ပါတခြားမရှင်နဲ့ဘာကြောင့်လဲဆိုတော့အခုကကြာနေကိုပတ်စံတန်ဖို့မရှိတယ်ဖြစ်နေတာနော်ဒါကိုကဘယ်လိုမှထိန်းသိမ်းလို့မရအောင်ထိန်းသိမ်းမရတဲ့ကိစ္စအဲ့တော့ကိုဘလောက်ကြိုးစားကိုလာကနှစ်ဆမတိုးနိုင်ဘူးဒါပေမဲ့မြန်မာပြည်ကုန်စည်တော့နှစ်ဆချက်ချင်းတိုးသွားတာပစ္စည်းကနှစ်ဆချက်ချင်းဈေးကြီးသွားတာအဲ့တော့မြန်မာပြည်မှာနေရလို့ဆိုရင်ဘာလို့ရမလဲနော်ပတ်စံတန်ဖို့မရှိတော့မလားနော်၃နည်းလို့ရမြန်မာပြည်မှာနေမယ်ဆိုရင်၃နည်းကိုပတ်စံကာကွယ်ဖို့တဲ့ပထမဆုံးတနည်းကအဲ့ပတ်စံနိုင်ငံခြားထွက်ဖို့လုပ်ပါမြန်ထွက်အောင်လုပ်နော်ဒါကနိုင်ငံခြားမထွက်ချင်ဘူးမထွက်ချင်ရပဲဖြစ်ဖြစ်မထွက်နိုင်ရပဲဖြစ်ဆိုရင်နောက်တနည်းကပါအိမ်ဝယ်ဒီတက်တနည်းအိမ်ဝယ်နော်အိမ်ဝယ်အိမ်ဝယ်ပြီးတော့တက်တနည်းကပါပညာရေးအတွက်ဖတ်ရ online ဟာတွေဖတ်ရdebit card ရောတောင်းလုပ်လိုက် visa master လုပ်လိုက် visa master လူလိုက်လုပ်တင်တယ်ဘာလို့ဆိုတော့မပိတ်ခင်မြန်လုပ်ထားပိတ်သွားရင် visa master မလုပ်မရဆိုဒုက္ခရောက်ပြီတခြားဘာမှဝယ်လို့ရအောင်မဟုတ်ဘူးဗီဒီယိုတွေ share ထားတယ်ကြည့်ထားတယ် share ထားခုတွေပါတော့ share ထားသူများရအောင်ဆိုတော့နော်ပိတ်သွားမှဆိုရင် visa master ကတ်လာလုပ်မရအောင်ဆိုနိုင်ငံခြားဟာလည်းဝယ်လို့ရအောင်မဟုတ်နော်အဲ့ပညာလေးတက်ဖတ်ချင်ဆိုရင်ဆရာရဲ့ပညာဖတ်လို့ရတယ်ဖတ်ချင်တယ်ဆိုပြပါမယ်စဉ်းစားမရတယ်ဘာဖတ်လို့ရအောင်ဆိုဆရာရဲ့ပညာလာဖတ်Come in the camera. Say hi. Hi. Yes. Yeah. ဟွာဘာပညာဖတ်ရမှမသိဘူးဆိုရင်ဒီမှာဖတ်နော်တရက်စာအထူးစင်းတော့ပေးထားတယ်ဒီရက်အထူးစင်းတော့stock share data စတက်ပြီးတော့ day trade တက်ပြီးတော့အလုံးရှာတင်တယ်တက်လို့ရတယ်တခြားနိုင်ငံကဘယ်နိုင်ငံပဲဆိုအလုပ်ရှာလို့ရတယ်အဲ့ပညာတက်တော့ပဲဆိုရင်လာက2ဆ3ဆတိုးပါဘယ်လိုလုပ်ရမလဲဆိုအင်တာဗျူးဘယ်လိုလုပ်ရမလဲ resume ဘယ်လိုရမလဲအလုပ်ဘယ်လိုရှာရမလဲအကုန်ပြောထားတယ် CR ရဲ့ secret တွေနော် CR အောင်မြင်က US ရောက်ပြီး3နှစ်အတွင်းမှာအိမ်ဝယ်ကားဝယ်နိုင်ဆိုတာလာကအများကြီးတိုးအောင်လုပ်နေကြ CR 9နှစ်အတွင်းမှာလာက3ဆတိုးပါတယ်အဲ့တစ်နှစ်ကို60ရာခိုင်နှုန်း60%နော်ဘယ်ကုမ္ပဏီမှ60%မတိုးနော်ဘယ်ကုမ္ပဏီမှကိုလာက60%မတိုးပေးဘူးနော်အလိုဆုံး5% 10%ပေါ့စဉ်းစားလိုက်ပလိတ်တဲ့ကုမ္ပဏီအလုံးလုံးနေမှာ60%တိုးတာရှိတာလာက60ရာခိုင်နှုန်းနော်ဒီနေ့တစ်လားကိုဒေါ်လာ1000ပေးမှဆိုရင်နောက်နှစ်ဆိုရင်1600ရမယ်အဲ့လိုရှိတာအဲ့လိုမရှိဘူးမလားဆရာ9နှစ်တွင်းမှာလာက30တိုးတော့လောက်တာအလုံးရှာတဲ့တော့ရဘယ်လိုလုပ်ရဆိုတာတင်သားတယ်နော်60%အဲ့လာကတိုးရတော့ကြောင့်လာကပူရတယ်ရတော့ကျပတ်ဆက်စုမိရစုမိတော့ stock share ထဲတယ် stock share မြက်တယ် stock share မြက်တဲ့အချိန်မှာအိမ်ဝယ်တယ်နော်အိမ်ဝယ်ပြီးတော့အိမ်ဒီမှာငှားလို့ရတယ်နော်ငှားစားလို့ရတယ်ငှားစားပြီးတော့အဲ့လို stock share ပြတ်ထဲတယ်အဲ့လိုလဲစီးပွားရေးထောင်တယ်အားကြောင့်အသက်30မတန်ပြီး retire လုပ်ရတယ်မလွယ်ဘူးခက်တယ်ဒါပေမဲ့ရက်စစ်ပဲဖြစ်တယ်ချမ်းသာဖို့ဆိုတာလာကပေါ်သွားစရာမလိုဘူးနော်ဂျိုးပေါ်သွားစရာမလိုဘူးအရင်စစ်ပဲဖြစ်တယ်ဒါမလွယ်ဘူးခက်တယ်စနေလုံးတီးခံပြီးလောက်ရတယ်ပြီးတော့သူများဘာပြောဂီယူမဆက်ရအောင်နော်သူများပါတီလာပါမင်းကတယောက်တည်းအေးစစ်အလုံးလုံးနေရမယ်တချေကိုလုံနေရမယ်မင်းလူဖြစ်အကျုံးမတတ်ဘူးပြောနေမယ်လူကပြောနေမယ်လူကသူပြောချင်တော့ပြောနေမယ်လူဖြစ်အကျုံးမတတ်ဘူးတချေကိုအလုံးလုံးနေရမယ်နော်မနေ့6နိုင်ရညပစက်နိုင်ဒီလှုပ်တယ်နော်စက်နိုင်ဒီလှုပ်တယ်အဲ့လိုလူဖြစ်အကျုံးမတတ်လို့ပဲဆရာမြို့မှာထိတ်ဆုံးအယောက်40မှာတယောက်ပါအင်ချမ်ပီယံကျိုးဆောင်ထိတ်ဆုံးမှာအသက်40အောက်နှစ်နှစ်တွင်ပါမယ်ဆရာလည်းတော်လို့ပါဆရာကသူ့ကိုငှားထားပြီးတင်ပေးဆရာစဉ်းစားလေဆရာအသက်30မကြာမီပြည့်တော့မယ်ဆိုတော့မြင်အောင်မြင်ဘယ်လိုလုပ်မလဲအောင်မြင်တော့ဆရာရီမချက်30မတိုင်ပြီး retire ဖြစ်အောင်လုပ်မယ်လေဘယ်လိုအောင်မြင်တော့ဘယ်လိုအများဆုံးနေရပါဆရာငှားတယ်ဆရာရှိရရောက်ဘူးလူတွေဆရာရှိရလောက်ဘူးလူတွေငှားလိုက်သူ့တန်းပါဆက်ပေးရဒေါ်လာ1000ဆိုရင်သူ1000ပေးရတန်သွားတယ်အရင်တန်သွားတယ်ဆုံးဖြတ်ချက်အရင်မှန်ပါစဉ်းစားလေ
မကောင်းဘူးဆိုရင်ဆရာရီမှချက်မပြည့်တော့ဘူးโอเคကိုယ့်အကိုလုံးမယ်ဆိုရင်နောက်9နှစ်10နှစ်မှထိဆုံးရောက်မယ်တော့နောက်9နှစ်10နှစ်ဆိုဆရာအသက်30ကျော်ပါပြီရီမှချက်ပြည့်မှာမဟုတ်ဆိုတော့အင်ချင်မေကျိုးဆောင်ထိဆုံးရောက်ဆိုဆရာတမားတယောက်ငှားလိုက်တယ်ပတ်ဆက်ကုန်ပါစေတမ်းပါဆက်အရန်မှန်သွားဆုံးပြအရန်မှန်သွားတယ်တနည်း2နှစ်တော့မှအောင်မြင်သွားတာထိဆုံးရောက်သွားတနည်း2နှစ်တော့မှစဉ်းစားလိုက်ဒီများရဲ့အင်ချင်မေကျိုးဆောင်အဲ့လိုထိဆုံးရောက်မလို့2နှစ်တော့မှရောက်မလို့တော့မြို့ဆရာမြို့တစ်မြို့လို့ပါနော်အယောက်40မှာအသက်40မှာနံပါတ်1ဖြစ်သွားတာဒါပရိသတ်တွေကိုအားကြပြောပါနော်အားကြပြောအဲ့လိုပြောမှုပဲရှိတော့သူများလှုပ်ဘူးကရှိမှသူများလှုပ်ဘူးကရှိမှအဲ့လိုကြားဘူးမှပဲတကယ်ကြိုးစားပါဘာလို့ဆရာအရင်ကဘာပတ်ချေဆိုတခြားခီးတော့ channel အများကြီးကြည့်ရလေဒီမျိုးမပတ်ခင်အများကြီးကြည့်ရအရင်အားကြပါသူတစ်ချိန်လုံးခီးတော့တော်တော်လေးပြောဖို့ကောင်းပါမယ်နော်တော်တော်ပြောဖို့အဲ့ကြည့်အောင်ဆိုဆရာတကယ်အဲ့လိုပေါ်ပါဖြစ်နေပြီဆရာက stress မရှိတော့ဘူး Sunday ကအတူတူပဲ Monday အတူတူပဲနော်မနေ့က Monday မလားအလုပ်သွားမယ်ဆိုစိတ်ညစ်ရမရှိတော့ဘူးဆရာစိတ်ညစ်ရပါရှိရဆိုနောက်ဘယ်သွားမလဲစဉ်းစားနေအဲ့ပဲခေါင်းစားနေနောက်ဘယ်သွားမလဲနော်ဘယ်လိုမျိုးနေရမလဲအဲ့ဒါပဲစဉ်းစားနေပြီးတော့ debate ဘယ်လိုတိုးတက်လို့ရမလဲဆရာ debate ဘယ်လိုတိုးတက်အောင်နော်ဘာလို့ဆို debate တွေတင်တိုင်းအများကြီးတောင်းဆိုတာရှိရလေဒါပေမဲ့တင်တိုင်းတော့အများအားတပြန်နဲ့ဖွင့်နိုင်ဘူးမဖွင့်တော့ဆိုဘယ်တင်တိုင်းအရေးကြီးဆုံးလဲဆိုတော့အစင်ပြီးတစ်စင် stock share တင်တိုင်းပြီးသွားရင် day trading ပြီးသွား ancient မြေကျိုးဆောင်နော်အဲ့လိုလုပ်ရအဲ့လူစစ်စားလုပ်ရှင်လုပ်ရဒီနေ့နောက်ဆုံးပဲအဲ့ကြောင့်ပလိတိုက်တခြားစဉ်းစားပါဘယ်သူမဆိုဘဝချင်းကလူတိုင်းဒုက္ခရောက်ရအတူတူပဲဘယ်သူမဆိုဒုက္ခရှိရကိုတရားရောဒုက္ခရှိရမဟုတ်ကိုဒုက္ခရဲ့အကြီးဆုံးမထင်နဲ့ကိုတဲ့ဆိုးရလူတွေအများရှိရနော်ကိုတဲ့ဆိုးရလူတွေအများရှိရပြီးတော့10နှစ်အချိန်ပေးပါနော်10နှစ်အချိန်ပေးပါတိတ်ပြီးတော့မလောနဲ့10နှစ်အချိန်ပေးဘာလို့10နှစ်ဆိုဆရာကိုယ်တိုင်လှုပ်ထည့်ရလို့ကြောက်နော်10နှစ်အချိန်ပေးဆေးတကယ်ကြိုးစားမယ်ဆရာတမပြနိုင်မယ်ဆိုရင်တော့9နှစ်ထဲနဲ့ရနိုင်မယ်နော်ဆရာတပည့်တွေဆိုရင်တစ်နှစ်ထဲနဲ့အခုတက်သွားတယောက်ဆိုရင်တစ်နှစ်ထဲပြီးသွားရင် stock share တင်ပြီးသွားရတယ်တရက်ကို1000ရတယ်1000ဆိုတော့တစ်လောက်ကိုဒေါ်လာ2000ရတယ်ဒေါ်လာ2000 stock share တင်တယ်မှာဒေါ်လာ2000ဆရာတပည့်တော်တော်များများအောင်မြင်တယ်ဒါပေမဲ့အဲ့လိုထိတ်ဆုံးရောက်မဲ့တပည့်ဆိုတာအများကြီးရှားတယ်ဒီချက်ချာလောက်ရတယ်နော်ရှားတယ်ဆိုတာကြိုးစားမှုကွာဟုတ်တချို့လူတွေရတယ်ဘယ်လိုမျိုးအောင်မြင်ဆိုရင်တင်တန်းတက်တာလေချက်ချင်းနှစ်ပတ်အတွင်းမှာတင်တန်းဗီဒီယိုပြီးရောက်ကြည့်သွားရင်ပေထိုမမ join တာဆရာဘာဝယ်နဲ့ရောင်းနေတယ်ပြီးတော့ဆရာတပတ်တစ်ခါနော်အငင်းတင်တို့ဗီဒီယိုတင်နေအဲ့လိုမျိုးတော့ပြီးသွားနောက်ထပ်တင်တန်းတစ်ခုထပ်တက်အချိန်ရှိရတယ်တချို့ကြောင့်တင်တန်း register လုပ်ရတယ်6နှစ်လုပ်ရတယ်6လကြာတယ်9လကြာတယ်တင်တန်းမပြီးဘူးအဲ့အလကားပဲလေတင်တန်းဒီနေ့တက်တယ်ဆိုရင်တလားတော့ပြီးရလို့အဲ့ဒါဆရာတပတ်တယောက်တပတ်တော်တော်များများအောင်မြင်တပတ်တော်တော်များများပြောတော့မှဆရာသိတာဘာကြောင့်အောင်မြင်တာလဲသူချင်းလောက်တယ်ဗီဒီယိုလေးကိုလည်းအနည်းဆုံးသူက10ခေါက်ကြည့်တယ်လူတိုင်းမလုပ်နိုင်ဘူးနော်ဒါပေမဲ့အဲ့လိုလုံးနိုင်တဲ့လူတိုင်းအောင်မြင်မယ်ကိုဆရာယုံကြည်တယ်အောင်မြင်တဲ့လူဆိုတာလူတိုင်းအောင်မြင်နိုင်တယ် 100% အောင်မြင်တယ်ဆရာလုံးဝယုံကြည်တယ်အခုဗီဒီယိုကြည့်တဲ့လူတွေပလိတ်တဲ့အောင်လူတိုင်းချမ်းသာနိုင်တယ်လူတိုင်းချမ်းသာလူတိုင်းနဲ့ကဘာပတ်နိုင်တယ်ဒါပေမဲ့လူတိုင်းပေးဆက်နိုင်လားလူတိုင်းပေးဆက်နိုင်လားအဲ့ဒါအရေးကြီးတယ်နော်နေတိုင်းစာမဖတ်နိုင်ဘူးနော်နေတိုင်းဆရာquestion တွေမမေးဘူးဒီချာမကြိုးစားဘူးစိတ်ထားမကောင်းဘူးပြီးွားရင်ဘဝမှာဘာပဲဖြစ်တာအစိုးရကိုအကောင်းမမြင်တတ်ဘူးအဲ့လိုမျိုးဆိုအောင်မြင်မဟုတ်ဘာလို့ဆိုအကောင်းမမြင်တတ်တဲ့လူတွေကအများစိတ်ဆင်းရဲနေမှာလေဘာပဲဖြစ်တယ်ဖြစ်ပဲတခုဖြစ်တယ်ဆိုရင်စိတ်ဆင်းရဲပါဆရာကဘာပတ်တယ်ဆိုတော့အခုတခါလေအများအစိမပြေအများကြော်ပေါ့ဒါပေမဲ့ဒါအောက်က experience တွေ okay အရင်ဘဝနဲ့ရှင်းရပါစို့လုံခဲ့3-4နှစ်ရှင်းတယ်မှာဒီဒုက္ခဘာမှမပြောပါလောက်ဘူးနော်ညာတေးချာလေးလာပြီးမှ stock share ဝယ်ပါ stock share ရှုံးဖို့ဆိုတော့တော်တော်ခင်းရင်တယ်တေးချာလုံးတက်မှာဆိုရင်တေးချာဝယ်ပေထိုမှာ join တော့ပေထို join တာဆရာဘာဝယ်တယ်ကြည့်ထားပြီးသွားရင်ဆရာလည်းဖုန်းပြောရတယ်ဖုန်းက August ပြောရတယ်August တရက်နေ့မှာ join တယ်
လူတော်တော်များများကတေးချာမလုပ်ပဲတေးချာမလေးလာပဲလေနော်တချို့လူတွေလာပြောကြတယ်အလိန်ခံရလူရှိတယ်အလိန်ခံရဆိုတခြားbroker တွေမှာတွေပတ်စံတော့တွင်းနေအေး1000တွင်းရင်တသိန်းမြတ်မယ်ဆိုပြီးတော့ဟိုနေ့ပြီးတယ်ဟာဘာလို့sure selfie let's do selfie yeah Are we done? do you want my heart shape glasses I got heart shape glasses if you want Allah. yeah selfie yeah come on yeah say hi to my live stream good yeah ဒီအလူပေါ်ရွေတဲ့yeah ကဘာပတ်လဲဆိုလူမျိုးတွေ့ရမယ်ကောင်းလာတွေတွေ့ရမယ်ဆိုးလာတွေတွေ့ရမယ်ဒါပေမဲ့ကိုကအမြဲ positive ဖြစ်နေမလို့တယ်နော် positive ဖြစ်တယ်ဆိုတော့ပတ်စံရှိတာလည်းအောင်မြင်မထင်နဲ့ဟုတ်စိတ်သက်ကောင်းအောင်မြင်တာတချို့ကပြောပတ်စံရှိရဲသူကပြောရလွယ်တာပေါ့ပတ်စံရှိပိုချမ်းသာမယ်မဟုတ်ဘူးစိတ်သက်ကောင်းကိုကြိုးစားအောင်မြင်တာပတ်ထားနေရတယ်အခြေရဲအဲ့လိုပဲပတ်စံရှိရင်ရီးစားတွေအများကြီးရမှာမထင်နဲ့စိတ်သက်ကောင်းကိုကြိုးစားရှိလို့နော်ကြိုးစားရှိလို့အောင်မြင်မဲ့လူဘလို့ချစ်သူတွေအများကြီးရှိတာအဲ့ဒါမူတည်တယ်အဲ့ကြောင့်အဓိကစိတ်သက်အကိုစားစိတ်သက်ကလူလက်ပြင်လို့ရတယ်အဲ့အခက်ဆုံးပဲပြင်ဖို့ဆိုအခက်ဆုံးပဲနော်စိတ်သက်ပြင်ဖို့ဆိုအရေးခက်တယ်စိတ်သက်ပြင်ပြီးတော့ action ပါရမယ်စိတ်သက်ရပြင်လို့မရစိတ်သက်တယ်မှာပဲအိမ်မက်တယ်မှာပဲတကယ်နန်းတော်စောင့်နေလို့မရအောင်တကယ်လောက်ရလက်တွေ့သွားလို့ရတယ်နော် choice လုပ်ရတယ်နော်ဒီတိုင်းဆရာ live ကြည့်သွားရင်လူတော်တော်များများတော့ဒီတိုင်း okay အလုပ်သွားလုပ်ရမယ်တချို့လူကတော့တင်တန်းကို register လုပ်ရတယ်ပဲတင်တန်း register လုပ်ပြီးဒါမှမဟုတ်ရင်ဆက်လေးလာနေမယ်နော်အမျိုးလုပ်နေမယ်တမျိုးပါအင်္ဂလိပ်စာတက်ချင်အင်္ဂလိပ်စာလုပ်နေမယ် stock share တက်ချင် stock share လုပ်ရမယ်နေတိုင်းလုပ်ဖို့အရေးကြီးရယ်နော်အဲ့ဒါ attitude ကောင်းဖို့အရေးကြီးရယ်ဘာလို့ဆိုပတ်ဆက်ချမ်းသာလဲ main ကလေးဆိုချက်ချင်းမရအောင်လေဘာကြောင့်ဆိုစဉ်းစားဒါဥပမာပေးရနော်ပလိတက်ကယောက်ျားလေးပဲထားလိုက်တော့နော်ပတ်ဆက်ရမ်းချမ်းသာတယ်ရုပ်ချောတယ် main ကလေးချက်ချင်းရမထင်လားမထင်တဲ့အချိန်ယူရတယ်နော်ဥပမာမျက်စိမမြင်ရဲ့ main ကလေးဆိုရင်အလကားပဲကိုပတ်ဆက်ချမ်းသာသူသိမှာမဟုတ်မျက်စိမမြင်ရဲ့ main ကလေးပြီးတော့ရင်တန်ဖိုးမတိရဲ့ main ကလေးဆိုရင်အလကားပဲကိုကယောက်ျားကောင်းဘလောက်ပဲဖြစ်နေဖြစ်စေယောက်ျားကောင်းယောက်ျားမြက်ဘလောက်ပဲရှိနေစေနော်ဘလောက်ပဲရုပ်ချောနေစေဘလောက်ပဲပတ်ဆက်ရှိနေစေတန်ဖိုးမတိရဲ့ main ကလေးဆိုကိုကြိုက်မှာမဟုတ်ပြီးတော့တက်အချက်ပါတယ်အကြောင်းမတိရဲ့ main ကလေးကိုအကြောင်းမတိတယ်ဘူးမှာကိုအကြောင်းမတိတယ်ဘူးအဲ့လိုမျိုးဆိုကြိုက်မှာမဟုတ်ဒါပေမဲ့မျက်စိရမြင်တယ်တန်ဖိုးတိတယ်အကြောင်းလည်းတိသွားမှဆိုရင်ကိုမခွဲနိုင်တော့ဖြစ်သွားနိုင်မယ်အဲ့လိုမျိုးပဲဘဝမှာအောင်မြင်မရေးဆိုတာလေအောင်မြင်မှုဆိုတာကိုလေ့လာတယ်နော်ကိုလေ့လာတယ်ကိုကျွမ်းကျင်ရမှာအောင်မြင်တယ်နော်ကိုတန်ဖိုးတိရတယ်ကိုကဘယ်နေရာမှာလောက်ပါဆိုအောင်မြင်တယ်ပြီးတော့ကိုပြပေးမလို့ရှိတာဆရာရှိတာမပြပေးလို့ရှိရအလကားပဲလေပြီးသွားရင်အချိန်ယူရတယ်ကိုအကြောင်းသိဖို့ဆိုရင်အောင်ဖျားသခင်ယုံကြည်ရသူဆိုဖျားသခင်ယုံကြည်တော့လေဖျားသခင်ကစောင့်ကြည့်နေမှာပေါ့လူတွေများရှိရပဲဘသူ့ကိုချမ်းသာအောင်လုပ်ပေးရမလဲဆိုရင်ဒီလူကို10နှစ်ရောက်စောင့်ကြည့်နိုင်မယ်10နှစ်ရောက်စောင့်ကြည့်နိုင်မယ်တေးကြအမြဲကြိုးစားနေတာစာလုံးနေတာပြီးစိတ်သက်ကောင်းတာအကောင်းမြင်တာဘဝကိုဘလောက်ပဲအခက်ခဲဘလောက်ပေးသူကအပြုံးမပြတ်ဆက်ကြိုးစားနေတာနေတိုင်းနော်ပြီးတော့ဘာကိုလိုအဲ့ဟာတွေကိုတင်တာတော့တက်တာပြီးတော့ဆရာကောင်းနဲ့တွေ့တာဆရာကောင်းကိုဒါလည်းကိုယ်တင်မဲချင်မှာကိုဆရာဘလောက်ကောင်းကိုယ်မတင်မဲချင်တဲ့ကားပဲအဲ့တော့အဲ့အောင်စုံတော့ပါပန်းပင်တပင်အောင်မှနေရောက်ရှိရတယ်ရေးရှိရတယ်နော်မြေဩဇာရှိရတယ်အဲ့အောင်ပြည့်စုံမှပန်းပင်အောင်ပွင့်တာနော်အဲ့ဒါအဓိကပြောချင်ပါစောစောညီမလေးတယောက်မေးထားတာဘဝဘလောက်ပဲစိုးနေပါစေမြန်မာပြည်မှာဆိုရင်နိုင်ငံခြားထွက်လာအောင်ကြိုးစားပါနော်ကြိုးစားပါနေတိုင်းကြိုးစားတနေ့မဟုတ်တနေ့ရအောင်ထွက်သွားရင်ဗီဒီယို share လုပ်တာ like လုပ်တာနော် like လုပ်တာကိုပြဿနာကြီးပဲအကြီးမထင်ပါနဲ့ဆရာလည်းမလက်ပြကြ excited ဖြစ်တယ်stock market ဖွင့်တော့မှဆိုတော့ဆရာရဲ့ stock
strategy အတိတ်ရပါပြီခီးထွက်နေတော့ idea အတိတ်ရတယ်ဗီဒီယိုအတိတ်အများကြီးလာနေမယ်ပြီးသွားရင်stock alert အတိတ်တွေအများကြီးရတယ်မယ် idea လေးရပါနော် idea အတိတ်ရပါပြီရပါပြီဆိုရင်တေးချာတော့မယ်နော်အရင် excited ဖြစ်တယ်strategy တစ်ခုရှိရယ်ပတ်စံလုံးဝ risk မရှိဘူးလာလဲတစ်ထောင်တော့ရနိုင်တယ်ဆရာစမ်းတက်နေတယ်စမ်းတက်ပြီးတော့ရသွားဆိုရင်တင်တဲ့ဆက်ဖွင့်မယ်နော်တစ်ထောင်လုံးဝကျင်းနေရတယ်လုံးဝကျင်းနေရ stock ရှိရမှာအမြဲ risk အောင်တိတ်မရှိဘူးရှိရယ်idea တိတ်ရပါ idea တိတ်အမြဲစဉ်းစားနေရနော်ရတေးချလေးတာပါမအောင်မြင်ဘူးဆိုတာတေးချလေးလာမှာအမြဲအောင်မြင်တဲ့လူတေးချလေးလာလို့အများရှိဘာသာစကားမတက်လို့ရှိရဲအင်းစာမတက်တဲ့လူအများကြီးပဲဆရာစီမှာတေးစစတက်တယ်အဲ့လိုမျိုးအောင်မြင်နေရပဲ stock share လောက်တယ်ဆိုတာ Facebook တုံးတက်တာ Facebook တုံးတက်တယ်ဆိုရင် stock share လောက်တက်တယ်နော်ဘာလို့ဆိုတော့ Facebook တုံးတက်တယ်ဆိုရင် stock share ရတယ်ခလုတ်လေးနှိမ့်တာရတယ်ပထမဆုံးတစ်ခေါက်နှစ်ခေါက်ပထမဆုံး10ခေါက်တော့လေ့ကျင့်နိုင်မယ်ဆိုရင်ကျွမ်းကျင်သွားပြီဘာမှမခက်ဘူးနော်အမျိုးသမီးအကြီးကြီးလောက်တယ်အမျိုးသားကြီးကြီးလောက်တယ်အသက်ကြီးတဲ့လူတွေလောက်တယ်50ကျော်လောက်60ကျော်လောက်တယ်20ကျော်လောက်30ကျော်လောက်တယ်ဆရာစီမှာအောင်မြင်ကြောင်းတာအများကြီးရှိတယ်this ပေါ်မှာအများကြီးရှိတယ်မအောင်မြင်သေးဘူးဆိုရင်တချို့လူတွေကြောင့်တင်တန်းမတက်တဲ့stock investing cost ဆိုတင်တန်းတက်ဆရာလည်းစကားပြောချင်တယ်အခုပြောရလေ Facebook live မှာပြောရတယ်ဒါမှမဟုတ်ရင်bot လုပ်ရတယ်နော် bot လုပ်ရတယ် call bot လုပ်ရတယ် bot ပေးထားလိုက်မယ်link တွေပေးထားလိုက်မယ်link တွေပေးနိုင်မယ်ဒီမှာနော်ဆိုတော့ bot လုပ်ထားတဲ့လူကလည်းနှစ်နှစ်ရှိနေပြီဆရာ YouTube ကိုကြည့်နေရတဲ့ YouTube ကြည့်ရအခုမှပဲ action လုပ်ဖြစ်တော့တယ်လုပ်ဖြစ်တော့တင်တဲ့တစ်ခုတက်တယ်သူအရန်ပျော်နေတယ်နော်ဆရာလည်းတွေ့ရနောက်ကျတယ်ပြောဆရာတွေ့ရနောက်ကျတယ်အဲ့ရစကားပြောချင်ပြောရကလိမ့်နေတော့ရတယ်ညလိုင်းမပြီးဘူးပဲပြတ်သွားတယ်အခုလမ်းပြီးသွားပြီနော်လမ်းပြန်ပြီးသွားပြီညအဲ့ဒါဩဂတ်စ်တရက်နေ့ကြာရregister လုပ်လိုက်ပါတရက်နေ့နော်ဩဂတ်စ်တရက်နေ့ register လုပ်လိုက်ပါဆိုရင် तू ကတစ်လောက်နှစ်ခါပြောရတယ်ဒါမှမဟုတ်တစ်လောက်တစ်ခါပြောရတယ်ပြောရပါတယ်တင်တန်းတက်ပြီးသွားဆိုရင် discussion ပေါ်မှာမေးလို့ရတယ်မြန်မာကိုမေးလို့ရတယ်နော် discussion ပေါ် screenshot လေးရိုက်လို့ရတယ်မြန်မာကိုမေးလို့ရတယ်ဖေးဒါမှမပြတ်ပါ okay အဲ့ဆိုဒါပါပဲတရားမှဖြေရမမှန်သေးဘူးဆရာဘယ်ရောက်နေလဲဆိုတာဖြေရမှန်တယ်ဆိုပေးထုံအလကားပေးမလို့လက်ဆောင်ပေးမလို့တရားမှဖြေရမမှန်သေးဘူးညာ okay Paris ရောက်နေတာအကုန်မမှန်သေးဘူးအင်းလည်းကောက်ပါရဲ့Okay, Gary ရဲ့ဒါ Gary မင်္ဂလာပါ Gary ကအမြဲအားပေးနေပလေးတယ်မှတ်ပြီးတယ်သူကကျောင်းသားနဲ့တူတယ်ညာကျောင်းသားအမြဲအားပေးတယ်ညာသူရဝမ်းတာပါလေအမြဲကြိုးစားပါကြိုးစားဒီချာလူလိုက်ကိုဒုက္ခကိုရှိတယ်ဒါပေမဲ့အဲ့ဒုက္ခတွေကရွှေတွေးမှတ်ထားတယ်နော်ရွှေတွေးမှတ်ထားတယ်ရွှေတူးမဲ့လူတော်မှာလူများဆိုရွှေမရဘာကြောင့်လဲဆိုတော့3ပေအကွာမှာလက်မြောက်သွားတဲ့ကြောင့်ရွှေသွေးနဲ့တွေ့ဖို့3ပေအကွာမှာပဲလက်မြောက်သွားတဲ့ကြောင့်လူတွေမတွေ့တော့လူတွေမအောင်မြင်တော့နော်ဆရာလိုမျိုးကဘာပတ်နေတာမြန်မာထဲမှာပထမဆုံးလဲတွေ့နော်ကဘာလည်းပတ်ပြီး stock share လုပ်တတ်တယ်အိမ်ချမ်းမင်းလုပ်တတ်တယ်နော်အိမ်ချမ်းမင်းလုပ်တတ်တယ်ဒီမျိုး YouTube ရဲ့လုပ်တတ်တယ်ဒီဘက်ရဲ့အောင်မြင်အများရှိရဆိုဆရာတယောက်ပဲရှိတယ်ပဲဆရာတယောက်လည်းရှိတယ်ပဲအားကြောက်ပြောပါညာတူရကီရဲ့မဟုတ်China တဲ့နယူးယောက်နီးစပ်လာဂျာမနီရဲ့ဆရာရောက်ပြီးသွားပြီဂျာမနီကထွက်လာပြီးသွားပြီဂျာမနီကမစိုးဂျာမနီကတခုရှိရတာလေကျုပ်အမဲကူကြောင်းလေဝတ်ဦးကြောင်းအများကြီးပဲသူအဲ့ဒါကြောင့်ကျမ်းမာရေးမညီညွတ်တယ်ဆရာကအတီးရွက်အများစားကြမှာမနေ့ရှာယူရတယ်အရွက်တွေတခြားရှာယူပြီးတော့စားရတယ်တစ်ခါတလေခီးထွက်တယ်ဆိုရင်ကိုအကျင့်မပါတဲ့ဟာတွေနဲ့စားရတာရှိတယ်ဟောအဲ့လိုဟာမျိုးရှိတယ် flexible ဖြစ်ဖို့လိုတယ်ကျုပ်ကြောင့်အများကြီးရှိတယ်ဝုတ်ကြောင့်အများကြီးရှိတယ်နော်စုရတနာဝိုင်းဆိုတာ तू ပြောတာရှိတယ်အပေါ်မှာအရှိကြီးပြောတာဗာပြောတာပဲပြန်ဖတ်ကြည့်အောင် तू ဘာလဲမသိ
ဘယ်ကြောက်တက်နေရလဲဆိုတာမှတ်ပြီးတော့ပြန်ရေးလိုက်အော်အကောင့်လေးစာဖတ်နေတယ်ဟုတ်တယ်ညာအကောင့်လေးစာဖတ်နေ macro economic နဲ့ okay macro economic micro နဲ့ macro economic ဆက်မစိုးဘူးပြီးရင်အကောင့်လေးဖတ်ရဆိုရင်ဟို finance ယူတာ investment banking ယူတာလာကကောင်းရချင် investment banking ကိုရအောင် investment banking ကအလုပ်ထွက်တဲ့ပြီးချင်းတသိန်းကျော်ရနေတယ်နော် investment banking ကအလုပ်ထွက်တဲ့ပြီးချင်းတသိန်းကျော်လာရနေတယ်အရက်ခက်တယ် Goldman Sachs လို့ပါရအောင်လို့နော် Goldman Sachs ပါရအောင်လို့ဆရာက investment banking interview ခေါ်လို့တယ်ဒါပေမဲ့အဲ့ရ financial crisis ဖြစ်တော့ investment banking မှာမလုပ်ခဲ့ရအောင် investment bank ကအရင်ကလေဖြစ်ချင်တာဒါပေမဲ့ financial crisis ဖြစ်တော့ okay အားလုံးကအလုံးမရှိဘူးလေ okay အဲ့ရဆရာဟိုအသက်30မတိုင်မီဟို retire လုပ်ပြီးရပါဆိုပြီးတော့ကိုယ်ပိုင်စီးပွားရေးဒီဟိုကဘာပတ်မှန်းဆိုညီမချက်ထားတာညီမချက်ထားတာဆိုပြည့်သွား investment banking တော့ပူကောင်းနေတယ် investment banking ကတနေ့ကို10နိုင်လောက်ရတယ်နော်တပတ်ကို6ရက်လောက်ရတယ်ဒါကအရင်ကောင်းတယ်ထွက်ပြီးချင်းတသိန်းကျော်ရတယ်ဒါပေမဲ့ဒီဟို trading တော့မကောင်း investment trading ဆိုဆရာဆိုတနေ့ကိုမိနစ်30ပဲလုပ်တယ်မိနစ်30ပဲလုပ်တယ်AC ပဲပတ်ဆက်ရတယ်AC နားနေဘူးရ investment banking အဲ့လောက်နားအောင်မရဘူးလွတ်လပ်မှုမရှိဘူးဒါပေမဲ့အခုဘွဲဖတ်ထားရဆိုရင် investment banking ရယ် finance ရယ်ဖတ်ပါနော် finance ဖတ်တာ micro economics ရယ်အကောင့်တွေကိုကျွမ်းကျင်အောင် investment banking ကိုရအောင်လို့ investment banking ရဆိုရင်အရင်3နှစ်ထဲ retire လုပ်ရတယ်ဘာတိတ်ချီရအောင်တိတ်ချီရဆိုတော့အမပြော9နှစ်ပေါ့လေ9နှစ်တော့လုပ်လိုက်9နှစ်9နှစ်တော့လုပ်သွားပတ်ဆိုင် stock share မှာထည့်ထားလိုက်အရင်ချမ်းသာသွားနေမယ်လုပ်တတ်တယ်ဆိုရင် stock share လုပ်တတ်တယ် angel လုပ်တတ်တယ်ဆို investment banking ဆိုရင်9နှစ်လုပ်လိုက်9နှစ်ကိုတနေ့ကို12နာရီတော့လုပ်လိုက်မနေ့9နာရီရနေပြီးတော့ညဘက်10နာရီထိလုပ်ရတယ်အဲ့လိုထိလုပ်ရတယ်လုပ်ပြီးသွားရင်6ရက်လုပ်ပြီးသွားရင်အဲ့ပတ်စံတို့ stock share မှာထည့် stock share မီနယ်ချီဖြစ်သွားတယ်မယ်လုပ်တတ်တယ်ဆိုရင်မီနယ်ချီပြီး angel လုပ်ကချက်ချင်းဟိုကလည်းရပါတယ်မယ်နော်အဲ့ရောIstanbul မဟုတ်ပါဂျပန်နဲ့မဟုတ်ဥရောပရောက်နေဥရောပOkay လိုက်လို့တာပါ share လို့တာပါဒီနေ့တင်တန်းpromotion နောက်ဆုံးပါနော်စကားတော့တော်တော်ကြီးကောင်းပါတယ်နော်အဓိကပြောချင်တာကိုဘွားကိုစိတ်သက်မကြပါနဲ့နော်ဗီဒီယို share တာပါဒီမကြက်ရတော့ပညာအများကြီးရတော့ share ထားတဲ့တိုင်မေးချေဆိုစုရတဲ့နောက်ပိုင်းဆရာနဲ့ခါဝီကအခုဘွဲမရသေးဘူးမလားဘွဲမရခင်ခါဝီက preparation လုပ်ရတယ်ဆရာနဲ့တေချာတိုင်မေးမယ်လာကကောက်ရချင်တယ်ဆိုရင်ဆရာနဲ့တိုင်ပေးတာ booking လုပ်လိုက်နော်ဆရာနဲ့တိုင်မေးရတယ်တစ်လောက်နှစ်ခါသုံးဖို့တစ်လောက်တစ်ခါဘဝနဲ့ပတ်သက်ရတိုင်မေးရတယ်ဘဝတော့အခြေရောပညာရေးရောချမ်းသာရေးရောနော်ဟေးတင်တန်းကြီးကမူတည်တယ် stock investing က400ကျော်လေးညာ450နဲ့တူတယ်ညာဒီနေ့ပြီးမှာဒီနေ့မပြီးခင်မြန် register လုပ်လိုက်နော်ဒီရဲ့ UANG 9000တန်တင်တန်းကို lesson ပေါင်း60ကျော်ရှိတယ် lesson ပေါင်း60ကျော်ရှိတယ်ဘယ်သူမှအဲ့လောက်မများအောင်ဆရာပေးတာအပြီးပြည့်စုံပဲနော်ဘယ်သူမှအဲ့လောက်မများအောင်တော့တက်လိုက်နိုင်ပေါင်းများစွာပြီးရလို့ခလေးစော့နေကြတွေ့ရသူကမတိကြဘောငငယ်ဟောဆိုအပူပေကင်းအောင်ဗျာအပူပေကင်းရပေါ့450မုံ400ကျော်415 415ညာ415မြန်ရိုးချစားလောက်လိုက်နော်ပြီးတော့တင်တန်းရတယ်အမြဲတမ်းဆရာ idea တိရဆိုထပ်ပြီးအဲ့လောက်ထားတာဆရာအကြိုက်ဆုံး stock share 10ခုရှိရအဲ့ဒါမှာ10ခုရှိရဆရာအကျဲဆုံး stock share 10ခုနော်10ခုရှိအဲ့10ခုနဲ့တော်တော်တန်သွားပြီအဲ့10ခုကထောင်ချီတန်တယ်အပြင်မှာဆိုနော်အဲ့ရောအဲ့လိုအမြဲအဲ့လုံးနေရှိ case study ရေးပြောတာဘာကြောင့်ဝယ်တယ်ဘာကြောင့်ရောင်းတယ်နော် online ကနေရွှေဝေဘယ်လိုဝယ်မလဲအစိုးရအခွန်ပေးကြမလို့မဘယ်လိုလုပ်မလဲစဉ်းစားတယ်အစိုးရကိုအခွန်ကနော်30% ပေးရဆိုရင်1000ဆိုရင်300ပေးရမှာလေ1000မြတ်ဆို300ပေးရပါဆိုဆရာတင်တန်းကြီးနဲ့တန်သွားပြီအစိုးရအခွန်ပေးကြမလို့နော်1000မြတ်ဆိုရင်3000ပေးရမှာနော်ညာ
ဒီနေ့တော့အိမ်စည်းစာတက်မလာတဲ့ကြောက်ရှိတာတက်ဖို့ရှိတယ်တက်တာတော့နှေးပါတယ်မယ်နော်ဒါနေပါခုပေါ်မှာမူတည်ပါတယ်ဘယ်မျိုးပေါ်မှာမူတည်သေးတယ်နော် okay bye bye like share this I will see you in the next video ဒီစီစာလောက်ထားလိုက်တိုင်းမေးကြတော့လင့်လေးလောက်ထားရ bye bye လုံးမဟုတ်အားမမှန်တယ်မှန်တယ်ဆိုရပါညာUSA လား USA နောက်ကဘာပတ်ပြီးသွားလဲဆိုကြုံရောပြန်လာခဲ့ပဲလေမကြုံရောမပြန်လာတော့အခုကဘာပတ်နေတယ်နော် okay I will see you in the next video like share this like share subscribe bye bye